ပါတမီနာမည်ကတော့မဗလဲဖြစ်ပါတယ်တမီဒီနေ့ခွန်အားပေးခြင်းနဲ့ကျမ်းပိုက်လေးကတော့တောက်တန်ကျအခန်းကြီး17အခန်းငယ်25ဆွေကျတဲ့တော်သူဒီကျွေးဝလိုက်နေသူတို့ကကိုရီလောင်းတော်သူဒီကိုရိုင်းရီလောင်းချက်အကျိုးကိုခံရလိုက်နေဒီကျမ်းပိုက်ထဲမှာပြောထားတဲ့အတိုင်းပဲပေးကဆွေကျတဲ့သူတွေကကျွေးဝမှာဖြစ်ပါတယ်လူမိမာရောပေးကဆွေကျခြင်းအဖြစ်မိမိရဲ့ပတ်စံအထက်ကပတ်စံတွေအုံဆုံးသွားတယ်ရောနေသွားတယ်ထင်ရပေမဲ့လည်းတင်ဟာကောင်းချီးမင်္ဂလာများစွာခံစားရမှာဖြစ်ပါတယ်အဲ့ဒါတွေကတော့နံပါတ်1အနေနဲ့မျိုးကြီးကြီးကောင်းချီးမင်္ဂလာတွေခံစားရမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကျမချင်းကောင်းချီးမင်္ဂလာများစွာခံစားရမှာဖြစ်ပါတယ်နံပါတ်3အနေနဲ့ပေးကမ်းဆွန့်ကျဲခြင်းအဖြစ်စိတ်နှလုံးသားထဲမှာဝမ်းမြောက်ခြင်းပီတိကြည်နူးခြင်းရတာတွေခံစားပြီးစိတ်ချမ်းသာခြင်းကောင်းချီးမင်္ဂလာများစွာခံစားရမှာဖြစ်ပါတယ်အဲ့ဒါကသူတို့ဘာကိုရီလောင်းတော့သူတွေကကိုယ်တိုင်ရီလောင်းခြင်းအကျိုးကိုခံရမှာဖြစ်ပါတယ်ဒါကြောင့်မလို့များဆွန့်ကျဲကြပါစို့များရီလောင်းကြပါစို့များစိုက်ပျိုးကြပါစို့အမှန်တကယ်ကြည်ဝလာမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အယက်စတန်ဖျာရှင်ကောင်းချီးပေးပါစေ